ထိတ်တန်းလူသက်သမားတယောက်ကဇွန်နဲ့ကြက်ဥတလုံးကိုခောက်လိုက်တယ်ဒါပေမဲ့အဲ့ဒီဇွန်ပေါ်မှာပေါ်နေတဲ့အရှိကနေတဆင့်တောင်ပေါ်မှာဝက်နေတဲ့အမျိုးသမီးစနိုက်ပါတယောက်ကိုသူရုတ်တရက်တွေ့လိုက်ရတယ်သူဘာမှမလုပ်နိုင်သေးခင်မှာပဲကြည်ဆန်ကထွက်လာခဲ့ပြီးကန်ကောင်းစွာနဲ့သူကကိုနည်းနည်းလေးစောင်းလိုက်လို့ကြည်ဆန်ကသူ့ကိုလွဲသွားခဲ့တယ်သူချက်ချင်းထားပြီးကွဲဆဲနေရရှာပေးမဲ့စနိုက်ပါသမားကလမ်းမလွတ်ခဲ့ဘူးသူမကတန်ချက်ကဖောက်ကြည်ဆန်တောင်းနဲ့ပြစ်ခတ်လိုက်တယ်အဲ့ဒီလူကသူ့ရဲ့လှုပ်ဝက်လန်းကိုအမြန်ထောက်လိုက်တယ်သူလက်ခောက်တစ်ချက်တီးလိုက်တာနဲ့သူ့ပတ်လည်မှာရွှေခွန်းခုနှစ်ခွန်းကချက်ချင်းဆိုသလိုပေါ်လာတော့တယ်ရိုးရှင်နဲ့လက်အမိုးရနည်းငယ်လုတ်ပြလိုက်တာနဲ့အဲ့ဒီလက်နက်တွေကလေထဲမှာပြန်ဝဲလာတော့တယ်စက္ကန့်နည်းငယ်ကြာမှသူက drone 3စီးကိုတက်ဆင်လိုက်တယ် drone တွေဟာအမိုးပေါ်ကနေထပ်ပြီးအဝေးကတောင်တန်းတွေဘက်ကိုအရှိန်မြင့်ပြီးပြန်တန်းသွားကြတယ်တစ်ချိန်တည်းမှာပဲသူက sniper ရဲ့နေရာကိုစောင့်ကြည့်လိုက်တော့သူ့မျက်စိရှေ့မှာစောင့်ကြည့်ရေးမျက်နှာပြင်တစ်ခုပေါ်လာတယ် sniper သမားကတနက်မောင်းဆွဲတော့မဲ့အခိုက်အတန့်မှာပဲသူ့ကို drone တွေကဖိမှတ်ထားနေပြီဆိုတာတတိထားမိသွားတယ်အဲ့လူကသူ့ရဲ့တိုက်ခိုက်မှုကိုစတင်လိုက်တယ် sniper သမားကကြိုးတကြောင်ကိုသူ့ခါမှာအမြန်ချီပြီး drone တစ်စီးကိုထန်ကြိုးတနက်နဲ့ပစ်ထည့်လိုက်တယ်ဒုံးတွေကတိတိကျကျပိတ်ခတ်ပြီးကြီးစံတွေကမိုးရွာတယ်လို့ကိုရွာကြလာတယ်သူမကကျွမ်းချက်ချင်းနဲ့ရှောင်သိမ်းပြီးကြီးစံတွေကြားတဲ့ကနေရွေလာသွားရင်းနောက်ဆုံးမှတော့6ကန်းပါးပေါ်ကနေခုန်ချလိုက်တယ်အဲ့ဒီလူကချက်ချင်းပဲလက်နက်ကြီးတစ်ခုကိုတက်ဆင်းလိုက်တယ်ပြင်းမှတ်ကိုတေးချချိန်ပြီးတာနဲ့ပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်ပါတော့တယ်ဒါကြောင့် sniper မျိုးသမီးဟာဟိုပြေးဒီပြေးနဲ့အလူလက်သူပြေးနေရတယ်သူမရဲ့တွက်လက်တဲ့အရွေအတွင်းကိုတုံးပြီး drone တွေရဲ့လိုက်လံတိုက်ခိုက်မှုကိုချောင်သိမ်းနေခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲအဲ့ဒီလူရဲ့အဖွဲ့တွေလည်းရောက်လာကြတယ်သူမကခုန်တက်ပြီးရန်သူတယောက်ကိုကန်ချလိုက်တယ်ပြီးတော့သူ့ထနက်ကိုယူပြီးပြန်ခုကန်တိုက်ခိုက်တော့တယ်ဒါပေမဲ့ရန်သူတွေကအယမ်းများနေတော့သူမအမြန်ထွက်ပြေးရတော့တယ်ကန်ကောင်းစွာနဲ့ပဲအရေးကြီးတဲ့အချိန်မှာသူမရဲ့အဖော်ကအချိန်မီရောက်လာခဲ့တယ်